မိုးညောင်ပင်လို့ခေါ်တဲ့ရွာလေးရဲ့အစွန်မှာနှစ်ပေါင်းရာကြီးတက်တန်းရှိတဲ့ညောင်မင်းကြီးတစ်ပင်ရှိပါတယ်။အဲဒီညောင်မင်းကြီးဟာနေဘက်မှာတော့ရှေးအဝါဒကောင်းပေမဲ့ညဘက်ရောက်ရင်တော့ဘယ်သူမှအနာကိုသွားရကြပါဘူး။ပြီးရလာပိုင်းကစားပြီးရွာတွေကကိုဝန်ဆောင်အမျိုးသမီးတွေဟာထူးဆန်းတဲ့အိမ်မက်ဆိုးတွေကိုမှတ်ပြီးကျမ်းမာရေးချို့တဲ့လာကြပါတယ်။တချို့ကအကြောင်းရင်းမရှိပဲတွေးသွန်ပြီးကလေးအသေးဝေးဖွားတာမျိုးတွေဖြစ်လာခဲ့တာ။ရွာသားတွေကဒါဟာညောင်မင်းကြီးမှာဆွဲကပ်နေတဲ့စိုးမတယောက်ရဲ့လက်ချက်လို့ယုံကြည်နေကြပါတယ်။ညတန်းအောင်ချိန်မှာညောင်မင်းကြီးပေါ်ကနေမိမတယောက်ရဲ့စူးရှာတဲ့ရေသည်ကြီးနဲ့တူဟီဟီဟီနေလိုက်တာအသားနုလေးတွေစားတော့မယ်ဆိုတဲ့အတန်တွေကိုကြားတတ်ပါတယ်။ရွာလူကြီးတွေကတတိနားလေသူတွေကိုပင်ဖိတ်ပြီးဟောကနေကြပြီမယ်ဘသူမှမနေနိုင်ခဲ့ပါဘူးဒီလိုနဲ့တနေ့မှာတော့တောင်ဝေးလေးတစ်ချောင်းကိုအာပြူပြီးဖြားလေးကလေးကိုကြောပိုးထားတဲ့ဖိုးညံတရားမိုးညောင်ပင်ရွာလေးကိုရောက်ရှိလာပါတော့တယ်ဖိုးညံဟာရွာတွေကခြေနေကိုကြားသိလိုက်ရတဲ့အခါမှာတော့မျက်မှောင်ကျုပ်သွားခဲ့တာပေါ့ဒါဟာတာမန်သေးမဟုတ်ဘူးဒါဟာအောက်လန်းပညာနဲ့ကိုဝန်ဆောင်တွေကိုဒုက္ခပေးပြီးအသက်ရှည်အောင်လုပ်နေတဲ့သွေးဆုပ်မိမပဲလို့ဘိုးညံကမိကြားလိုက်ပါတော့တယ်။ညနေဆောင်တဲ့အခါဘိုးညံဟာညောင်မင်းကြီးစီကိုတယောက်တည်းထွက်ခွာသွားပါတော့တယ်။သူဟာညောင်မင်းချေမှာအင်းခွက်တစ်ခုကိုတုံးနဲ့ဆွဲလိုက်ပြီးပတ်လည်မှာတဲသူတွေကိုကျဲပက်လိုက်ပါတော့တယ်။ထူဆန်တာကဘိုးညံတဲကျဲလိုက်တာနဲ့ညောင်မင်းကြီးဟာတုံခါသွားပြီးတေးရွက်တွေဟာသွေးရောင်တွေဖြစ်ပြောင်းလဲသွားပါတော့တယ်။ညတန်းအောင်ရောက်တဲ့ခါမှာတော့လေသင်းတွေကတအားတိုက်ခတ်လာပြီးညောင်မင်းကြီးပေါ်ကနေစပင်ဖားလျားချထားတဲ့မျိုးသမီးတယောက်ဆင်းသက်လာပါတော့တယ်။သူမရဲ့မျက်လုံးတွေဟာမိခိုးရောင်တောင်းနေပြီးပါးစပ်ကနေလည်းသွေးတွေကစီးကျနေပါတော့တယ်။ပိုးတော့ဆုံးမင်းငါလောက်ကိုလာနောက်ရှက်နေတာလားလို့ဆုံးမကကြောက်မက်ဖွယ်အတန်နဲ့မိလိုက်ပါတယ်။ဘိုးညံကတော့အတုံလို့ပဲလက်ထဲကရွှေရောင်ပရပတ်ကြီးကိုဖြန့်လိုက်ပါတော့တယ်။ဆုံးမကြီးဟာလေရဲမောင်ပြန်ဝဲနေရင်ဘိုးညံကြီးကိုအော်လန်နီနဲ့ပြူစားထားတဲ့အမော်တွေကိုပြစ်လွတ်လိုက်ပါတော့တယ်။ဒါပေမဲ့လည်းဘိုးညံဆွဲထားတဲ့အင်ကွက်ထဲကိုအဲ့ဒီအတွေကမဝင်နိုင်ပဲနေကြီးပေါ်ကိုပဲတထုပ်ဖြုံးနဲ့တုတ်ကြကုန်ပါတော့တယ်။ဘိုးညံကမင်းရဲ့အတက်တွေကငါ့ကိုမတိုးပါဘူးအပြစ်မရှိတဲ့မိခင်တွေနဲ့ကလေးတွေကိုဒုက္ခပေးနေတာကိုအခုပဲရက်တက်နိုင်စမ်းလို့ဟင်းဟောက်လိုက်ပါတယ်။ဆုံးမကြီးဟာပိုပြီးဒေါသထွက်သွားပြီးသူမရဲ့ကိုယ်လုံးကိုတဖြည်းဖြည်းနဲ့ကြီးမားလာအောင်လှုပ်လိုက်ပါတယ်။သူမရဲ့လက်သက်ရှိကြီးတွေနဲ့ဘိုးညံကိုကုတ်ဆွဲဖို့ကြိုးစားပေမဲ့ဘိုးညံကလက်ထဲကအစီရင်လောက်ထားတဲ့တံမြာစီတစ်လုံးကိုဂါရာရွတ်ပြီးဆုံးမစီကိုတစ်ပေါက်လိုက်ပါတော့တယ်။တံမြာကြီးဟာဆုံးမရဲ့ရင်ဘတ်ကိုထိမှန်သွားတဲ့အခါမှာတော့အာဆိုတဲ့အတန်နဲ့တူဆုံးမကြီးရဲ့ကိုယ်ထဲကနေမိခိုးငွေထွက်လာပါတော့တယ်။ဘိုးညံကလည်းရားတဲ့အခွင့်ကောင်းကိုယူပြီးလက်ထဲကကျိန်လုံးနဲ့ညောင်မင်းကြီးရဲ့ပင်စီကိုသုံးချက်ဖြန်းဆိုပြီးရိုက်လိုက်ပါတယ်။အဲဒီအတန်ကြောင့်မင်းတဲမှာဝတ်ထားတဲ့ဆုံးမရဲ့အတဝိညာဉ်တရှိရာအယိုးဦးကလေးဟာအပြင်ကိုထွက်ကြလာပါတော့တယ်။ဆုံးမကြီးဟာအဲ့ဒီအယိုးဦးကိုမြင်တာနဲ့ကြောက်လန့်တကြားတောင်းပန်ပါတော့တယ်။မလုပ်ပါနဲ့ဘိုးညံရဲ့အဲ့ဒီဦးကိုခွဲပါနဲ့ကျမအကုန်နားထောင်ပါမယ်လို့ဟိုပြီးပြောပါတော့တယ်။ဘိုးညံကမင်းဟာလူလောကမှာမနေသင့်တဲ့သူပဲမင်းအောက်လန်းပညာတွေကိုဖျက်ဆီးပြီးတန်ရာတွေကိုတွားပြီးတော့လို့ပြောဟာအယိုးဦးကိုတောင်ဝင်းနဲ့ရောက်ခွဲလိုက်ပါတော့တယ်။အိုးကွဲသွားတာနဲ့ဆုံးမကြီးရဲ့ခန္ဓာကိုယ်ဟာလေထဲမှာတဖြည်းဖြည်းနဲ့အငွေ့လိုပျောက်ကွယ်သွားပြီးညောင်မင်းကြီးကလည်းရခင်ကလိုဆင်းဆူတဲ့ပုံစံတိုင်းပြန်ဖြစ်သွားပါတော့တယ်။နောက်တနေ့မနက်မှာတော့ရွာတွေကကိုဝန်ဆောင်တွေဟာနေထိုင်ကောင်းလာကြပြီးအိမ်မဆိုးတွေလည်းမမတ်ကြတော့ပါဘူး။ရွာသားတွေကဘိုးညံကိုကျေးဇူးတင်စကားပြောဖို့လာကြပေမဲ့ဘိုးညံကတော့မရှိတော့ပါဘူး။သူဟာနောက်ထပ်ဒုက္ခရောက်နေတဲ့အရက်စီကိုခီးဆက်လို့သွားပြန်ပါပြီ။
ဘိုးငယ်တောင်ဝိတန်ဟာတောလန်းလေးထဲမှာတောက်တောင်းနဲ့ခက်မှန်မှန်ပဲထွက်ပေါ်နေပါတော့တယ်နောက်ဇလန်းမှာကျန်လေဆုံးပြကြပါစို့